ရောက်ပေ130ကျော်မှာနှစ်ပေါင်း1000ကျော်တက်တန်းရှိရဲ့အေယာမမြို့တော်ဟောင်းကြီးတစ်ခုအကောင့်တိုင်းရှိနေရဆိုတာသိအောင်နိုင်ပါသလားဒါမှမဟုတ်အခါသားတွေကကြည့်လိုက်ရင်ကဘာကြီးပေါ်မှာကျမတို့ကိုစိုက်ကြည့်နေတဲ့အေယာမညလုံးကြီးတစ်လုံးအကြောင်းကိုတော့တင်စားဖို့ပါသလားမင်္ဂလာပါရှင်ဒီနေ့မှာတော့နော်လေးဟက်ကနေသိပ္ပံပညာရှင်တွေကအခြေရှားခက်လုံးနဲ့ကဘာအထူးဆန်းဆုံးဗေရီနေရာ9ခုအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါကဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးချင်တာကတော့ရေရောက်ထဲမှာနှစ်ပေါင်းများစွာကြာအောင်မြုပ်နေတဲ့အေယာမမြို့တော်ဟောင်းကြီးတစ်ခုအကြောင်းပဲဖြစ်ပါတယ်ရှင်။တရုတ်နိုင်ငံချန်တောင်ရေကန်ကြီးရဲ့အောက်ခြေမှာတော့ချင်းသိန်းမြို့တော်လို့အမည်ရတဲ့ရှီချန်ဆိုတဲ့မြို့ဟောင်းကြီးတစ်ခုရှိပါတယ်ရှင်။ဒီမြို့ဟာလွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်ကလေးကတည်ရှိပြီး1959ခုနှစ်မှာတော့ရေအားလျှက်စစ်စက်ရုံတည်ဆောက်ဖို့အတွက်မြို့တစ်ခုလုံးကိုတမင်တကာရေနစ်မြုပ်စေခဲ့တာပါအခုဆိုရင်တော့ဒီမြို့အောင်ကြီးဟာရေရောက်ပေ130ကျော်မှတည်ရှိခဲ့ပြီးထူးဆန်းတာကရေရောက်ထဲမှာနှစ်ပေါင်း60ကျော်ကြာခဲ့ပေမဲ့မြို့ရဲ့တကားဝတွေနံတွေနဲ့ကြောက်စစ်လက်တွေဟာကျစီချက်မရှိပဲတည်ရှိနေစေဖြစ်ပါရဲ့ရှင်ဒါကြောင့်လဲသိပ္ပံပညာရှင်တွေနဲ့ရင်ငုတ်သမားတွေကဒါကိုအရှိတိုင်းကအတလန်တိတ်လို့တောင်ခေါ်ကြပါရဲ့ရှင်ရေအောက်ထဲမှာ6ဆဆကောင်းတိတ်ဆိတ်ပြီးတည်ရှိနေတဲ့ညိုတော်ကြီးဟာရှင်းခေတ်တရုတ်တွေရဲ့ပြည်သူ့ကလက်ရာတွေကိုရေအောက်ထဲမှာအကောင်းတိုင်းထိထိနိုင်တဲ့ကမ္ဘာအံ့ဖွယ်နေရာတစ်ခုပဲဖြစ်ပါရဲ့ရှင်ဒီတရားတစ်ခုကတော့နော်ဝေးနိုင်ငံမှာရှိရဲ့လောင်ဂေယာဘန်ဆိုတဲ့မြို့လေးပါဒီမြို့ဟာကမ္ဘာညောက်ဘက်စွန်းနဲ့အနီးဆုံးမှာရှိရဲ့လူငယ်မြို့တစ်မြို့ဖြစ်ပြီးကျမတို့နေထိုင်တဲ့ပုံမှန်ကမ္ဘာကြီးနဲ့လုံးဝကွဲပြားပါရဲ့ရှင်ဒီမှာကအေပီလလေကနေဩဂုတ်လလအထိ၄လတတိုင်းကြီးဟာမိုးကုတ်ဆက်ဝိုင်းအကိုလုံးဝငုံမသွားပဲတနေ့လုံးလင်းထိန်နေတတ်ပါရဲ့ရှင်ဒါကြောင့်ညတန်းကောင်းရမှာတော့နေပူတဲ့လမ်းလျှောက်ရတယ်လို့ဖြစ်နေရပါဒါပေမဲ့ဒီမြို့ဟာအရန်ထူးဆန်းတဲ့ဥပဒေတစ်ခုရှိပါတယ်ဒါကတော့ဒီမြို့မှာလူသေးခွင့်မရှိရပါပဲစာနာမှုကင်းမဲ့လို့မဟုတ်ပါဘူးရှင်ဒီဒေသရဲ့ညီစီလာဟာခြောက်ရခင်းနေတဲ့ညီလွာဖြစ်တဲ့အတွက်အလောင်းတွေကိုညီညွတ်ရင်မပုတ်တော့ပဲဒီတိုင်းရှိနေမှာမဟုတ်ပါ1918ခုနှစ်ကစပိန်တုပ်ကွေးကြောင့်တိတ်ဆုံးခဲ့တဲ့သူတွေရဲ့အလောင်းတွေမှာအခုရှိဗိုင်းရပ်ပိုးတွေရှိနေသေးတာကိုတွေ့ရှိခဲ့ပြီးနောက်မှာတော့ဒီမြို့မှာလူသေးရင်တခြားမြို့သို့ပို့ဆောင်ဖို့ဥပဒေထုတ်ပြန်ထားရပါတယ်ရှင်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ခုကတော့ဝင်ရိုးစုံဝဝင်တွေပါဒီမြို့မှာလူဦးရေထွက်ဝဝင်အရေးအတွက်ကပုံများပါရဲ့ရှင်ဝဝင်တွေဟာအစာရှာရင်ညိုတဲ့အထိရောက်လာတတ်ကြတာကြောင့်မြို့ခံတွေဟာမြို့ရင်ထွက်တဲ့အခါကိုယ့်ကိုယ်ကာကွယ်ဖို့အတွက် rifle တနက်တွက်လက်ကိုမဖြစ်မနေလွှဲသားကြရပါရဲ့ရှင်တနက်ကိုကြစ်ဖို့ချက်ဝဝင်ကို6လမ်းဖို့အတွက်သုံးကြရပါရှင်တတိယနေရာကတော့1986ခုနှစ်ကနျူကလ িয়ার ဓာတ်ပေါင်းပေါက်ကွဲမှုကြောင့်တကဘာလုံးတုံးလုံးစိတ်ခဲ့တဲ့ချာနိုဝိုင်းရည်ချက်ကြီးပဲဖြစ်ပါရှင်။ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာအနီးနားကပရီပရန်မြို့မှာရှိတဲ့လူပေါင်း9000ကျော်ဟာအဝိတ္တချက်ကိုတစ်ခုနဲ့မိနစ်ပိုင်းအတွင်းမှာနေအိမ်တွေကိုစွန့်ခါသွားခဲ့ရတာပါရှင်။အခုဆိုတော့နှစ်ပေါင်း40ကျော်ကြာခဲ့ပေမဲ့ဒီမြို့ရဲ့အချိန်ကြီးဟာရဲတံတလူမျိုးခြောက်ချားစရာကောင်းနေသေးပါရှင်။စာသင်ခန်းတွေကစပွဲပေါ်မှာစာအုပ်တွေအတိုင်းရှိနေသေးပါအိမ်ထဲကဗီဒီယိုထဲမှာအဝတ်အစားတွေအတိုင်းရှိနေသေးပါဒါပေမဲ့လူသားတွေအစားတော်ရန်တရိษံတွေကပဲဒီမျိုးကိုစုံမိုးထားပါတယ်ရှင်ထူးဆန်းတဲ့သတင်းတွေအရတဲရောင်ကြီးတန်းကြောင့်ဒီဒေသကသတ္တဝါတွေဟာပုံမှန်ထက်ကြီးမားလာတာမျိုးထူးဆန်းတဲ့ပုံစံဖြစ်လာတာမျိုးရှိရလို့သိရပါတယ်ရှင်ဒီနေရာကိုတောရောက်လက်ပတ်ဖို့ဆိုရင်တဲရောင်ကြီးတိုင်းနဲ့ဆက်တွေကိုကိုင်းဆောင်ထားပြီးအထူးခွင့်ပြုချက်ရမှတောင်းလို့ရပါတယ်ရှင်ဒါကလူသားတွေရဲ့မှားရင်းနဲ့ညီပညာအသုံးချမှုကကဘာကြီးကိုဘယ်လောက်ထိအန္တရာယ်ပေးနိုင်လဲဆိုတာပြသနေတဲ့ဝမ်းနည်းစရာတတ်တဲ့တစ်ခုပဲဖြစ်ပါရဲ့ရှင်ရှုံးရညကတော့ကဘာအံ့ဖွယ်ကဘာဝမိုးချိုးကြဝဲကြီးရှိရဲ့ဗင်နီဇွဲလားနိုင်ငံကကာတာတာမိုမြို့ပါပဲဖြစ်ပါရဲ့ရှင်ဒီနေရာဟာမာရာကိုင်မိုအန်ဂျီရဲ့ကိုစီးဝင်တဲ့နေရာမှာရှိပါရဲ့ရှင်ဒီနေရာမှာဘာတွေထူးဆန်းနေလဲဆိုရင်တနစ်ကိုရက်ပေါင်း260ကျော်တညကို10နိုင်နီးပါးမိုးချိုးတွေအဆက်မပြတ်ပြစ်နေရပါတမိနစ်ကိုအချိန်မှ28ချိန်တနာရီကိုအချိန်မှ200ကျော်အထိဖြစ်တဲ့အတွက်ဒါဟာကမ္ဘာပေါ်မှာမိုးချိုးအများဆုံးဖြစ်တဲ့နေရာကြီးခင်းနဲ့မှတ်တမ်းတင်ထားပါရဲ့ရှင်ဒီမိုးချိုးတွေရဲ့အင်းရောင်ကအရန်ကိုအားကောင်းဆုံးလို့ကီလိုမီတာ40အကွာဝေးရတာမြင်ရပါရဲ့ရှင်
ဒါကြောင့်ရှစ်ခေတ်ကတင်မောသားတွေဟာဒီမိုးကြိုးအလျံကိုကြည့်ပြီးလမ်းကြောင်းရှာခဲ့ကြလို့ကာတာတံမုံမီပြလိုက်လို့အမိတင်ခဲ့တာပါဒီလောက်ထိမိုးကြိုးတွေဘာလို့ဖြစ်နေလဲဆိုတာကိုသိပ္ပံပညာရှင်တွေကအထင်ရှားကြည့်တဲ့အခါမှာမြောက်ကထွက်လာတဲ့မီသိန်းတန်းငွေတွေနဲ့အင်ဂျစ်တောင်လန်းကလာတဲ့လေအေးတွေပေါင်းစပ်မိပြီးဖြစ်လာတာလို့ယူဆကြပါတယ်ရှင်ဒါပေမဲ့တစ်ခါတလေမှာတော့အတန်မထွက်ပဲကောင်းကင်မှာလင်းလက်နေတဲ့ဒီမိုးကြိုးတွေဟာတဘာဝတရားကြီးရဲ့အမကန်စွမ်းအားကိုပြသနေတယ်လို့ပါပဲရှင်နောက်ဆုံးနံပါတ်5ကတော့ကျမတို့ကဘာကြီးကကျမတို့ကိုပြန်ကြည့်နေသလားလို့ထင်ရတော့တဲ့ဆာဟာရာတဲကန်တာတွေက Eye of the Sahara လို့ခေါ်တဲ့ Richard တိစာပုံကြီးပဲဖြစ်ပါတယ်ရှင်မော်ရီတေးနီးယားနိုင်ငံမှာရှိတဲ့ဒီနေရာဟာအချင်း40ကီလိုမီတာကျော်ကျဲကျဲနဲ့အတွက်အာကာသထဲကကြည့်ရင်လူမျက်လုံးကြီးတစ်လုံးကဏ္ဍထဲမှာရှိသလိုထင်ရှားစွာမြင်ရတာပါဒီနေရာဟာဘာကြောင့်ဒီလောက်ဝမ်းဆန့်နေရတာလဲဆိုတာကိုတော့သိပ္ပံပညာရှင်တွေနှစ်ပေါင်းများစွာညှင်းခုန်ခဲ့ကြပါတယ်ရှင်အစပိုင်းမှာတော့ချိုးသိမ်းချိုးမွားကြားရောက်ခဲ့ရလို့ထင်ခဲ့ကြပေမဲ့ရေပြင်မှာစမ်းသပ်ကြည့်ရဲ့အခါပောက်ကွဲမှုရဲ့လက္ခဏာတွေမတွေ့ရပဲနှစ်ပေါင်းတမညောက်စာကြောင့်ကြောက်လာတွေပို့တိုက်တာဆောင်မှုကြောင့်ဖြစ်လာရလို့နောက်ဆုံးမှာကောက်ဆက်ချခဲ့ရပါတယ်ရှင်ဒါပေမဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးချက်ကတော့ Greek ပညာရှိ Plato ဖော်ပြခဲ့တဲ့ပျောက်ဆုံးသွားတဲ့အတ္တလန်တိတ်မြို့တော်ရဲ့ဒီနေရာပုံစံနဲ့အရွယ်စားကဒီနေရာနဲ့ထပ်တူကြတာပါပဲအတ္တလန်တိတ်မြို့ရဲ့ဝိုင်းဆက်နေတဲ့ကျွန်းတွေနဲ့ကြီးဆောက်ထားတယ်လို့ဆိုထားပြီးဒီနေရာမှာလည်းထပ်တူကြတဲ့ကြောက်သားဝန်းဝန်းကြီးတွေတွေ့ရပါတယ်ရှင်ဒါဟာတကယ်ပဲဒဏ္ဍာရီလားရှေးဟောင်းမြို့တော်ကြီးဖြစ်နိုင်မလားဆိုတာကိုတော့အခုဒီဘေရီဖြစ်နေသေးပါပဲရှင်ဒီနေရာငါးခုထဲမှာကိစ္စကြီးရဲ့အကြိုက်ဆုံးနဲ့အဟောစရာကောင်းဆုံးကဘယ်နေရာဖြစ်မလဲကျမကတော့နံပါတ်5ကအေယာမမျက်လုံးကြီးနဲ့အတ္တလန်တိတ်ဘေရီကိုအရန်စိတ်ဝင်စားမိပါတယ်ရှင်ကိစ္စကြီးတို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ကြပါအောင်ရှင်ဒီဗီဒီယိုလေးကိုကြိုက်ရင် like နဲ့ subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်နောက်ထပ်လည်းစိတ်ဝင်စားစရာအဖြစ်အပျက်တွေနဲ့ပြန်လာခဲ့ပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်